အဲ့တော့ကျွန်တော်တို့ဘဝမှာပေါ့ကြီးပွားချမ်းသာဖို့တိုးတက်ဖို့ဆိုတာကျွန်တော်တို့အလောက်ကန်အခွင့်အလမ်းပေါ်မှာမူတည်ပါတယ်အဲ့တော့တချို့တွေကအကျိုးမပေးတဲ့အလောက်ကန်တွေဟလာကိုယ့်အတွက်ဘာမှအကျိုးမဖြစ်တော့စူးစားတာကဟလာအတကုံကိုစူးစားဇွဲကောင်းအပင်ပန်းခံရတဲ့အကျိုးကျေးဇူးကနည်းနည်းလေးဟလာစူးစားတဲ့ဟာကအစမတန်ဖြစ်ညစ်ပြီးစူးစားတော့ညာလဲရတဲ့အခွင့်အလမ်းအခွင့်အရေးလေးပြန်ရလာတဲ့ရလက်အကျိုးမြတ်ကနည်းနည်းလေးပေါ့နော်အဲ့ဒါတွေကဘာလဲဆိုရင်အကျိုးမပေးတဲ့အလုပ်ကိုင်တွေအလုပ်မိလို့ပါအကျိုးပေးတဲ့သူကဒီလောကဒီနယ်ပယ်ကိုရောက်ပြီဆိုတာနဲ့အဲ့ဒီလုပ်ငန်းခွင်နဲ့တောက်လျှောက်အကျိုးပေးတာတောက်လျှောက်တိုးတက်တာတောက်လျှောက်ကြီးသွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဘမင်းတွေကဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှေ့မှာတခြားလောက်ခဲ့ဦးတာတွေအဘမင်းတွေကရှိတယ်ဒါပေမဲ့အဘမင်းတွေကဘေးရင်လောကကံပြလောကတွေကိုရောက်လာတယ်စာပေလောကတွေကိုရောက်လာတဲ့အခါမှာအဘကတွတ်သူပေါ့နော်ငါဘာတွေအကျိုးပေးတယ်ဆိုတဲ့ဥစ္စာအဘတွတ်သူပြန်ပြီးတော့လိုက်စားတယ်စဉ်းစားချိန်စားတယ်အဲ့ဒီခါမှာအဘမင်းတွေကကြာလာပရိနဲ့အကျိုးပေးတာကိုတွတ်သူသိလာတယ်ငါကြာလာပရိနဲ့အကျိုးပေးတယ်ကြာလာပရိနဲ့ပတ်သက်တာတွေကိုပဲငါဇောက်ချလုပ်မယ်ပေါ့အဲ့တော့ကြာလာပရိနဲ့ပပမမှာဟလာဘေးရင်ပညာဒါကြောင့်မို့အပမင်းတွေကဘေးရင်ပညာနဲ့ပတ်သက်တပည့်ပြိတ္တများပြီးတော့အရန်နာမည်ကြီးခဲ့တယ်ပေါ့နော်နောက်အခုလို့ပေါ့စာရေးတဲ့တက်ပညာဆိုတာလဲဒါပညာနဲ့ဆိုင်တယ်အဲ့တော့ကြာလာပရိနဲ့ဆိုဒီမှာပမအဲ့တော့ပညာဆိုင်ရာအခုလို့ဘေးရင်ပညာဒါတွေနဲ့အပမင်းတွေကအကျိုးပေးတဲ့အတွက်ကြောင့်ဒီလောကနယ်ပယ်ကိုရောက်တဲ့ခါမှာအဘတကယ်ဥမှာပေါ့နော်အဲ့လိုရှမ်းတော့တူဖြစ်ခဲ့တယ်ပေါ့ဒါကကျွန်တော်တို့လူတိုင်းနှီးပါသိကြပါတယ်အဲ့တော့အဘမင်းတွေကစာရေးတဲ့အခါမှာဆိုရင်လည်းကြာလာပရိနံဖြစ်တဲ့ပမတွေဖြစ်တဲ့ဟလာစာတွေကိုပေါ့နော်ခေါင်းစဉ်တက်ပြီးတော့ရေးတာအဲ့တော့ဝိထုနာမည်တွေဆိုရင်ဟလာကျွန်တော်တို့ဟလာပုံနာပကွန်းတို့မင်းပါသီးလို့လဲလို့မနောမယဂျာနယ်တို့မနုဇာယီတို့ဖြစ်ချင်အဖြစ်မောင်ပါချစ်တို့ပရော်ဖက်ဆာဒေါက်တာစိတ်ပွားမိုးနဲ့မြေမနောကြပြီးမဂဇင်းဒါမျိုးတွေပေါ့အဖနော်ဝိထုနာမည်တွေကိုပေးပြီးတော့ရေးခဲ့တယ်ပမတွေပဲဟလာမအောင်ရင်ဗရမများမှုမုံစိတ်ပြူကြီးနဲ့အခြားဝိထုတို့များစသဖြင့်အဲ့ဒီလိုပေါ့နော်အဖမင်းတွေကကျွန်တော်ကြည့်ဗာမင်းတွေကပေါ့နော်သူနေထိုင်သွားတဲ့နေရာတွေကိုကြည့်မယ်ဆိုရင်လည်းပုတ်ပါမှာဗာမင်းတွေကနေထိုင်သွားတယ်ပုတ်ပါဆိုတာလည်းကျွန်တော်ကြာသာပရိနာပဲနောက်ပဲခူးတေးစုံမှာနေသွားတယ်ပဲခူးဆိုတာလည်းကြာသာပရိနာပဲနောက်မော်ဘီကိုရောက်လာတယ်မယန်တလင်းတော်ယူရမင်္ဂလာချမ်းပါပေါ့နော်မယန်တလင်းတော်မော်ဘီမယန်တလင်းတော်ပေါ့နော်အဲ့တော့အဘမင်းတွေကကြာသာပရိနဲ့ပတ်သက်တဲ့ဟာဒီကကိုယ့်အတွက်အကျိုးပေးတဲ့အလုပ်တွေဆိုတာကိုအဘသိတဲ့အတွက်ကြောင့်ဒါကိုလက်တွေ့အသုံးချပြီးတော့လက်တွေ့ပေါ့နော်စူးစားကြိုးကုန်သွားတယ်ပေါ့အဲ့တော့ကိုယ့်ရဲ့စူးစားဇွဲကောင်းဝိရိယကောင်းမှုကလည်းလိုတယ်လို့အကျိုးပေးမှုအလုပ်ကိုလည်းကျွန်တော်တို့လုပ်ဖို့လိုပါတယ်အဲ့ဒီလိုမှမဟုတ်လို့ရှိရင်တော့ဟလာကိုက3-4နှစ်နဲ့အောင်မြင်ရမယ့်ဥစ္စာ10နှစ်တောင်မှပြီးခဲ့ပြီအကျိုးမပေးခဲ့ဘူးအဲ့တော့ကျွန်တော်တို့ရှေ့မှာလည်းကျွန်တော်ပြပြဦးရပါတော့နော်ဂျုံဆိုင်တဲ့လေသမားကြီးသို့တော့သူကဒီလိုမျိုးပေါ့ကားလုပ်ငန်းလောကတွေကိုဟလာကားရင်နဲ့ပတ်သက်တဲ့လောကတွေကိုရောက်သွားတဲ့အခါမှာဟလာ Henry Ford ဆိုပြီးတော့နာမည်တစ်လုံးရပြီးတော့ယနေ့ Ford စိန်ငံကားတွေကကျွန်တော်တို့ဟလာနိုင်ငံအနှံ့မြို့ရွာအနှံ့မှာကျွန်တော်ရှိပါတယ်လက်ရှိလဲကျွန်တော်ကားရှူရုံးတွေဗမာပြည်မှာဆိုလဲရှိတယ် Ford ကားတွေပေါ့နော်အဲ့တော့ဒီလေယာတွေဒါဆက်ပြီးလုံနေမယ်ဆို Ford ကားရဲ့ Henry Ford ရဲ့လို့ကမ္ဘာကားလုပ်ငန်းရှင်အဖြစ်ရောက်လာမှာမဟုတ်ပါဘူးအဲ့ဒီလိုပဲကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင်အောင်တမာတွေဦးအောင်လာဦးဆိုဟောပြောပွဲတွေလည်းဟလာဟောနေတယ်ဟလာကုသိုလ်ကောင်းမှုတွေနဲ့လည်းဟလာအခုဘာသာရေးနဲ့ပတ်သက်တဲ့ဟာတွေလည်းကျွန်တော်တို့ဟလာဟောပြောနေတယ်ပေါ့နော်အဲ့တော့ဒီအောင်တမာတွေဦးအောင်ဆိုလည်းကြည့်လိုက်ပါဟလာလူတိုင်းဒီပါသိပါတယ်အဲ့တော့ဒီရွှေလောကတွေကိုရောက်လာမှအောင်မြင်တိုးတက်လာတယ်ဒါအကျိုးပေးတဲ့အလုပ်နဲ့ကိုယ့်ရဲ့ဇွဲဝေးရနဲ့ထိတွေ့လိုက်တဲ့အခါမှာအချိန်လုံးတိုးတက်သွားတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ဗာလဲဆိုရင်တချို့နယ်မှာရှိတယ်မြန်မာအိုင်တော်ထဲမှာဟလာဝါသနာပါလို့ဝင်ပြိုင်တယ်အလုပ်တဲ့အလုပ်ကတခြားလုပ်တယ်နော်ဟလာကိုနယ်မှာကိုယ့်ရဲ့ဒီကိုတက်ကျွမ်းတဲ့ဟာပေါ့ကိုဟာဖြစ်တဲ့ဟာပေါ့စင်ပြေတဲ့ဟာတစ်ခုပေါ့လုပ်တယ်သို့တော်ညာမြန်မာအိုင်တော်ဘာညာပါဝင်ပြိုင်လိုက်တယ်ဒိန်းဆိုနေ့ချင်းညချင်းနာမည်ကြီးပြီးတော့ဟလာထိတ်ကိုရောက်သွားတယ်ချမ်းသာသွားတယ်နော်အဲ့ဒီလူမျိုးဟလာအဆူရှင်တွေလည်းအများကြီးပါပဲဟလာအခု celebrity တွေဆိုလည်းအများကြီးပဲနော်လုပ်တဲ့လောကတခြားအလုပ်သို့တော်အမှုပညာလောကတွေရောက်လာပြီးဒိန်းဆိုအမှုပညာလောကတွေရောက်မှာဟလာလူသိထင်ရှားနာမည်ကြီးပြီးတော့ကြီးပွားချမ်းသာသွားတဲ့အမှုပညာရှင်တွေအဆူတော်တွေဆိုတာလည်းကျွန်တော်တို့အများကြီးပါပဲကျွန်တော်တို့မြန်မာပြည်တွေမဟုတ်ပါဘူးကမ္ဘာမှာလည်းကျွန်တော်တို့ရှိပါတယ်အဲ့လိုအမှုပညာရှင်တွေအဆူရှင်တွေပေါ့နော်အဲ့တော့နောက်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလူဘဝတုန်းကကျွန်တော်တို့တာမန်လောက်ပဲပေါ့နော်ယဟန်ဘဝဟလာရောက်သွားတော့မှဘုံတော်ကြီးဘဝရောက်သွားတော့မှ
လားအကျော်တစောဖြစ်ပြီးတော့အကျော်တစောဖြစ်နေတဲ့ဆရာတော်တမတော်တွေဆိုတာလေဟလားနာမည်ကျော်စောနေတဲ့ဆရာတော်တမတော်တွေလည်းကျွန်တော်တို့ရှိပါတယ်အဲ့တော့အလူဘမှာဘာမှမဖြစ်ဘူးဒီယဟန်ဟလားဘုန်းတော်ကြီးဘွားတန်ဃာတော်ဘွားကြတော့မှအခုလိုနာမည်ကြည့်ပြီးတော့အကျော်တစောဖြစ်ရှမ်းတောက်ဖြစ်သွားတဲ့ဆရာတော်တမတော်တွေလည်းအများကြီးပါပဲဒါတွေဟာမိမိရဲ့ဇွဲဝရိယနဲ့တတ်ဆိုင်တယ်လို့အကျိုးပေးတဲ့လုပ်ငန်းနယ်ပယ်လောကကိုလည်းကျွန်တော်တို့ရောက်ဖို့လိုပါတယ်ဥပမာအားဖြင့်ပေါ့1340မြန်မာမွေးသက္ကရာအင်္ဂလိပ်နဲ့လုံးဝမဆိုင်ပါဘူး1340ဆိုရင်3ကျွင်းမာဘုတ်3ကျွင်းရတယ်သူကတနင်္လာတွန်းတယ်အဲ့ဒီတနင်္လာသူ့အတွက်အကျိုးပေးတဲ့ဟာပဲတင်းလာကဘာလဲကဟကကန်ကပေါ့နော်ဒီဟာတွေကအကျိုးပေးတယ်အဲ့တော့1342ဆိုရင်5ကျွင်း1330ခွန်ဆိုရင်300ကျွင်းဟုတ်လား1348ဆိုရင်4ကျွင်းဟုတ်လား1350ဆို6ကျွင်း1352ဆိုရင်1ကျွင်းစသဖြင့်ပေါ့အဲ့ဒီအကျွင်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အထွန်းလုံးကိုရှာရတယ်ပေါ့နော်သူ့ရဲ့အထွန်းလုံးပေါ်မှာမူတည်ပြီးတော့မှဘလို့ကျွန်တော်ကောက်ချက်ချလိုက်တယ်ဆိုဒါကိုအကျိုးပေးတဲ့လုပ်ငန်းကိုအကျိုးပေးတဲ့နယ်ပယ်လောကလို့ကျွန်တော်တို့မှတ်ယူရတာဖြစ်ပါတယ်အဲ့တော့အဘမင်းစင်ကလည်းဒီခါကိုလက်တွေ့အသုံးချသွားတယ်လက်တွေ့အဘလုပ်ပြသွားတာဖြစ်ပါတယ်အဲ့တော့ကျန်တဲ့မိတ်ဆွေတွေအနေနဲ့ကကိုယ့်ရဲ့အကျိုးပေးမှုဟုတ်ပြီလောကနယ်ပယ်လုပ်ငန်းကိုသိကျင်တယ်ဆိုရင်အင်္ဂလိပ်မွေးသက်ကလေးတွေမပို့ပါနဲ့မြန်မာမွေးသက်ကလေးတစ်ခုတည်းကိုသာကျွန်တော်တို့ comment မှာမှန်ခဲ့ပါသို့မဟုတ် Viber နံပါတ်3992515913ကနေဆက်သွယ်လို့လည်းရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်မေတ္တာလက်ဆောင်အနေနဲ့အကျိုးပေးတဲ့လုပ်ငန်းအမျိုးအစားဘာနယ်ပယ်ကဘာဆိုတော့ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နာမည်ရဲမင်းအောင်မြန်တလင်းပါတစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့ပြန်တွေ့ပါမယ်အားလုံးဒီနေ့ကနေနှုတ်ဆက်ပါတယ်ဗျ